အခုမြင်နေရတဲ့ရန်ကိုတာယာလှပတဲ့ရွာလေးတစ်ရွာစီကိုကျွန်တော်အလဲရောက်ခဲ့ပါတယ်အခုလိုပြုံးလွယ်ရွာလေးတစ်စီကိုကျွန်တော်တော့မလဲဖြစ်တဲ့တော်တော်ကြာပါပြီအခုတစ်ခေါက်မှာတော့ကျွန်တော်ပြုံးလွယ်ကပါအဲဆိုတဲ့ရွာလေးစီကိုအလဲရောက်ခဲ့ပါတယ်အခုဒီပါအဲဆိုရွာလေးကိုတော့ကျွန်တော်ပြုံးလွယ်မျိုးမန္တလေးလိုက်စုကာလာမကြီးပေါ်မှာရှိနေတဲ့ဒီဇင်ဘာချန်အကျော်နေဒီချန်ကိုမရခင်မှာတွေ့ရတဲ့နောင်လုံးဆိုတဲ့ရွာလေးကနေသွားကြတာဖြစ်ပါတယ်အခုမြင်နေရတာကတော့နောင်လုံးရွာရဲ့ရွာလေးလမ်းမကြီးဖြစ်ပါတယ်ဒီရွာလေးရဲ့လမ်းမတွေကနေမြင်ရတဲ့ကောင်းကင်နဲ့တိမ်နေရတဲ့အရန်ကိုလာပါတယ်ခုနကကျွန်တော်တို့ဖြတ်ခဲ့တဲ့နောင်လုံးရွာကိုကြော်သွားပြီဆိုလို့ရှိရင်တော့မိုင်းလုံးဆိုတဲ့ရွာလေးကိုထပ်ပြီးတော့ဖြတ်ရပါအောင်မယ်အခုဆိုရင်တော့မိုင်းလုံးရွာလေးကိုရောက်ပါပြီဒီမိုင်းလုံးရွာလေးကိုဖြတ်ပြီးတော့ခဏလောက်နေတာနဲ့ပါအဲဆိုတဲ့ရွာလေးကိုရောက်ပါပြီအခုဆိုတော့ကျွန်တော်တို့ဒီပါအဲရွာအဝင်ဆိုင်ဘက်ကိုကြုတ်ပြီးတော့ရွာလေးကိုဝင်လာပါပြီအခုဒီရွာလေးကိုဝင်ချင်းချမ်းမှာတော့စိုက်ခင်းနေတော့တိတ်မတွေ့ရပါဘူးဒါပေမဲ့လို့ခဏလေးနေဟိုဘက်ချမ်းမှာဆိုလို့ရှိရင်တော့အရှမ်းကိုလှတဲ့စိုက်ခင်းတွေရောပြီးတော့နောက်ကန်တောင်တန်းရှည်ကြီးတွေကိုရောအတိုင်းသားလှမ်းမြင်ရပါတယ်ဒီနေရာလေးကတော့ကျွန်တော်တကယ်ကိုတဘောကျနှစ်ချိတ်တဲ့နေရာလေးဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့ဒီရွာလေးရဲ့ရွာလေးလမ်းမအတိုင်းပဲရွာရဲ့စာတင်ကျောင်းလေးရဲ့ရှေ့ကနေဖြတ်ပြီးတော့ရွာပြင်ကိုထွက်ခဲ့ပါပြီဒီရွာပြင်ကိုရောက်တော့တဲ့အခါမှာဆိုလို့ရှိရင်လေရန်ကိုတာယာလှပတဲ့စိုက်ခင်းပြူတွေရောတောင်ကုန်းတောင်နှံပြူတွေရောကိုတဝါကြီးချစ်ခံစားလို့ရပါတယ်အခုဆိုတော့ကျွန်တော်တို့ပါအဲရနေပြန်ထွက်တဲ့လမ်းလေးကိုရောက်ခဲ့ပါပြီကျွန်တော်တို့နောက်ကိုပြန်မလဲတော့ပဲねဒီပါအဲရဲ့ဒီဘက်ရွာမှာရှိနေတဲ့နောင်လိုင်းနဲ့တပြေရွာလေးကိုဖြတ်ပြီးတော့ပဲကျွန်တော်တို့မြို့ဆန္ဒဘက်ကိုပြန်ထွက်ခဲ့ပါတယ်အခုဒီဗီဒီယိုလေးကတလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အခုလိုပဲပြုံးလို့ရတာလှပတဲ့ရွာလေးတွေစီကိုတွားလေတဲ့ဗီဒီယိုလေးမှာထပ်တွေ့ကြပါဦးမယ်